ခါရှာဖွေဖို့ထွက်မှာဒါပေါ့ထွက်မှာပဲရတော့ဟုတ်ပြီထွက်ရှာမယ်ဒါလောက်တာတော့မှန်တယ်ဟုတ်ပြီကျွန်တော်တို့အဲ့ဒါနဲ့အယောက်300မှာရှိတယ်ကျွန်တော်ဒေါင်းတောင်မီတွေကြီးပဲကျွန်တော်အယောက်100ဆွဲထုတ်လိုက်တယ်ဗျာဆွဲထုတ်လိုက်တယ်ဆွဲထုတ်ပြီးတော့ကျွန်တော်တို့ကဒါရိတ်ခါရှာမယ်ဆိုကျွန်တော်တို့ကဒီ point ကုန်းကနေထွက်တယ်ဟုတ်ကဲ့အဲ့လိုထွက်လာအေးဆေးသွားတယ်မလားအယောက်100ပါတဲ့အင်အားပေါ့ကျွန်တော်တို့ဒီရိတ်ခါရှာဖို့ဆိုထွက်လာတဲ့အချိန်မှာအဲ့မှာ A ရအတင်းဆောင်အဲ့မှာ A ကနေဝိုင်းပြုံးတာပြုံးတော့ဘာပြုတ်သွားလဲပြုံးတော့တစ်လုံးပြုတ်တာတစ်လုံးပြုတ်တာဗော100လုံးသေးတယ်မလားဝမ်းသာတရားနော်ဟျောဟာဟုတ်ဘူးလေဟျောငါဆိုလို့ကျင်တာကွာဒီငါတို့ဘလို့ကြောင်ပိတ်မိသွားတာလေပြောမယ်ဆိုရင်ဗါရဲ့ဟို viewer ပေါ့ viewer မကောင်းတာဗော viewer ရသူတို့က A ရလေဟပေးလိုက်တာတော့အဲ့ဒါကိုကျွန်တော်တို့ရဲ့ဒီစကားမှာစစ်သားတွေဟုတ်ပြီဆိုပြီးဝင်သွားတယ်ငါတို့ကတော့ငါတို့ကိုကြောက်လို့နောက်ကိုစုတ်တယ်ဆိုပြီးသူကအစုတ်တိုးပြီးဝင်တာဝင်ပြီးအားလုံးရောက်ပြီလဲဆိုတော့ A ကနေပြီးတော့ဝိုင်းပတ်လိုက်ဒူဝေလုတ်လိုက်တာဆုတ်လိုက်သွားပြီဗောအဲ့ဆိုတော့နောက်ဆုံးစားလဲကြီးကပြက်လာတော့အခုဘာကျွန်တော်ပြောတဲ့အတိုင်းပဲစားလဲကြီးကထွက်ရှာတယ်အယောက်100ပါတယ်စစ်ကြောင်းထွက်တော့ A နဲ့တွေ့တော့ A ကစော်လိုက်တာအဲ့တစ်လုံးမပြုတ်တာငါတို့ရောက်တကယ်လို့အာနာပြည်သူအာနာပြန်သိမ်းပြီးတော့မှပြေးရမလားငါတို့မဲရှုံးတော့မှပဲငါတို့ပြေးရအခုတည်းကပြေးရမှာအာနာပြည်သူကပြန်ရတဲ့အချိန်မှာအဘပြေးလို့မရဘူးအဲ့ကြရင်လွတ်မှာမဟုတ်ဘူးဟုတ်တယ်ဗျအခုတည်းကနေပြီးတော့တားငယ်လေးတို့ဟိုအဘပိုင်နဲ့ပစ္စည်းတွေနည်းနည်းပါခွဲပေးစားရှိတာပေးတာဟာယောမဟုတ်ဘူးလေကွာမင်းတော့ငါနဲ့မလိုက်ကြတော့ဘူးလားဟုတ်မယ်လေမိသားစုတွေလွှဲပေးအောင်မယ်လေဒီကောင်ဆိုမိမရှိရောက်တော့မိမရှိရောက်တော့နေတော့ဟာယောတကယ်မိမရှိရောက်တော့အဘရဲ့ဒီရုပ်တည်ရင်နဲ့ဒီရှေ့ရောက်ကျွန်တော်မစွမ်းနိုင်ပါဘူးအဓိကလောကကြီးမှာလေမျက်စိစောင်းတာတွေအသားမဲတာတွေအသားညူတာတွေရုပ်ချောတာတွေရုပ်ဆိုးတာတွေနဲ့မဆိုင်ဘူးအဓိကငဝိုင်းရှိဖို့ပဲတော့မဟုတ်ပါဘူးဗျအဘအဲ့ဒါလူရတွေးပြောတာပါအဘဟိုအဘပဲကိုချင်းစာကြီးလေဟိုချောကောင်းမလေးကိုယူမလားအဲ့မျက်စိစောင်းတဲ့လူယူအဘယူလားမယူပါဘူးပတ်သက်ကြီးတိုင်းလည်းလုံးလို့မရပါဘူးဟုတ်ပါပတ်စံရှိရင်မင်းမသာပတ်စံရှိနေအဲ့ကောင်မလေးကလေမင်းစောင်းနေတာကိုစောင်းနေလို့အတက်လို့ပဲထင်ပါအဘကိုသားရေမလှတိုင်းအဘလူရတွဲမပြောပါနဲ့ဟာမျက်စိစောင်းတာစောင်းစီဒီကောင်မျက်စိစောင်းတာစောင်းစီမင်းကအဲ့လိုမျိုးပြောစရာအကြောင်းမရှိဘူးလေရပြီပါတန်းလေရပြီနော်ဟိုလူရင်းမရောက်တော့ဖြစ်သွားမှာကျွန်တော်ဒီမျက်စိစောင်းတာတွေမဟုတ်ရတယ်မင်းမ8ယောက်ဆိုလေ8ယောက်ပေါ့အဘရေနော်သူပြောတဲ့8ယောက်ဆို8ယောက်အဲ့တော့နောက်လာထဲမှာအဘဟိုကျွန်တော်တို့ပြေးဖို့လုပ်ထားတယ်ဘာလို့လွတ်လပ်ရင်းနေလေဗျာလွတ်လပ်ရင်းနေမှာပြည်သူတွေကလွတ်လပ်ရင်းအောင်မွေးခံတဲ့အနေနဲ့မင်းငါတို့တက်ချုပ်ကိုကျိုးစင်မော်တင်တော့ဟာမဟုတ်ဘူးလေဗျာဟာကွာမင်းတို့ကလည်းကွာနမိတ်မရှိနမမရှိကွာဗျဟောဘူးအဘကိုကျွန်တော်ကအဲ့လိုမျိုးနမိတ်မရှိတဲ့စကားတွေပြောနေတာမဟုတ်ဘူးအခုတက်ချုပ်ကြီးပြင်ဆင်နေတာတွေကိုကျွန်တော်ကြားသလောက်အဘကိုကျွန်တော်ပြောတာအဲ့တော့အဘလည်းဟိုအများနဲ့နီးတူပြေးရင်လည်းပြေးလို့ရအောင်လို့ဆိုပြီးတော့အဘကြိုတင်ပြောတာတကယ်လို့တော်လိုင်းရေးဖွဲ့တွေဒီထဲကိုရောက်တော့မှလှုပ်ပန်နေဟိုစတမ်လှုပ်ပန်မရဘူးနော်ဘာကြီးကိုရတာစက်ကွင်းတော့လားဟာအေးစနာအောင်ကအေးစနာမင်းလားပါလာပြန်ပြီနေဟုတ်ဒီနေ့ညနေတော့ကျွန်တော်သတင်းလေးတွေပြောဖို့ရှိတယ်သတင်းလေးတွေပြောတော့ငါတကယ်စဉ်းစားကြည့်ရကွာဒီဒေါက်တာသေသာဆန်းကနေပြီးတော့ဒီငါတို့ဒီဟိုအဲ့သတင်းလေးပါအဲ့သတင်းလေးပါစာဝတ်တွေပါကြီးကျဲတဲ့အချိန်မှာတက်ချုပ်ကမင်းမဟာမြတ်မုနီဖျားမှာတော့အလူကမုန်းတွေသွားဖောက်နေပြီဟာဘုရားဖျားဖုံးနေပြီဖျားဟိုအဲ့မှာသူပြုတ်ပြင်းမုန်းမှမို့ဆိုသူကသွားနေခါပနာတွေဖောက်တော့ရှိသေးတာပေါ့နော်ရှိသေးတယ်သူကအဲ့လိုယူမယ်ဟာမဟုတ်ဘူးလေကွာမင်းရတယ်တက်ချုပ်ကမင်းကုသိုလ်ကောင်းမှုလုပ်တော့လေမင်းတို့ကလည်းအပြစ်တွေပြောတယ်ကွာဩကုသိုလ်တပည့်ငရဲတပိတ်တာအေးဘောတက်ချုပ်ကပါလေဆိုတော့လူမြင်ကောင်းအောင်ကုသိုလ်ကောင်းမှုလုပ်တာပေါ့သူကလူတက်နေတာဘူးမှမသိဘူးနော်ဟာကုသိုလ်တပည့်ငရဲတပိတ်တာမဟုတ်ဘူးကုသိုလ်ကတပည့်ငရဲကအချိန်30ဟောငါးများလေးနဲ့လေမဟုတ်မွေးငါချက်တာဘူးအချိန်30ဆိုတတိယနော်အဲ့တော့ဗာဒီညနေပိုင်းလေးမှာဗာလည်းပြေးဖို့ပြင်တာဟုတ်ပါဘူးညနေပိုင်းမှာပြေးတယ်လေရင်စင်းပြင်တာဟာဟုတ်သတင်းလေးပြောမယ်လို့ပြောတာသတင်းလေးပြောမယ်လို့ပြောတာရောင်သွားလို့ကျွန်တော်ရောင်သွားလို့နော်စစ်တပ်ကိုနင်တို့ချစ်တာထက်ငါတို့ကပိုချစ်တယ်ဒါပေမဲ့အဲ့စစ်တပ်ထဲမှာမဟုတ်တဲ့ကောင်တွေရောက်လာတဲ့အတွက်ငါတို့ကတော်လန်နေတာနင်နားလေတာဟာအဲ့စစ်တပ်ထဲကိုစကားမှန်နေနော်ဒီကောင်စကားမှန်နေစစ်တပ်ထဲကိုမဟုတ်တဲ့ကောင်တွေရောက်လာဆိုတော့အဘလဲပါတယ်အေးဘောငါတို့ကထိတ်ဆုံးဟာမဟုတ်ဘူးလေကွာမင်းငါတို့ကဟိုးလုံးလေးလုတ်ခဲ့တာလေကွာမင်းအိုးစားပကြီးတွေလေအဲ့အိုးစားပကြီးတွေဒုက္ခပေးနေတာအိုးစားပကြီးတွေရာနော်လောဘတွေကြီးနေတာတက်ချုပ်လဲပါဟာမဟုတ်ဘူးမင်းကတမျိုးကွာပစ္စည်းတွေတိတ်ပြီးတော့ကျွန်တော်တို့လက်ကြရင်ဟောဒီဘောကွာကျွန်တော်ဒီပစ္စည်းတွေကြတော့လေဒါမင်းတို့ငါခွဲပေးခဲ့ရမှာပေါ့ကွာဒါဟာမဟုတ်ဘူးလေမင်းကဘာလဲမသိခင်တည်းကငါ့ကိုငွေခွဲနေရတာဟာတော့တားငယ်လေးတော့မထားခဲ့နဲ့တော့တားငယ်လေးရောက်တယ်မင်းရလေကွာမင်းရလေကိုယ့်တပည့်အရင်ကြီးနေပဲကွာငါသွားလို့ကမင်းတို့ထားခဲ့မှာမလေးလုံးတယ်လေဗျဟိုကျွန်တော်တို့ဟိုဂျပန်ပြီးရင်ကောင်း
ဂျပန်ကိုဟာဂျပန်ပြေးလို့မရဘူးလေကွာအခုဟိုတင်းကအမှန်လားအမှားလားတော့မသိဘူးငါတပည့်အကြကြနေပြီးတော့ပြောတယ်တဲ့ဆိုတင်းအဲ့တင်းကထွက်တယ်ဂျပန်ကိုစီးပွားရေးသိဆိုးတယ်ဆိုပြီးတော့လည်းကြီးစရာကြီးပါရဲ့လုံးပြန်တော့အဘတပည့်တွေကတော့တော်တော်လေးဟုတ်အဲ့ဒါလည်းဒီလိုရှိရကွာငါတို့ဘက်ကဒီကိုကွာမဟုတ်ဘယ်လိုခေါ်မလဲတင်းကိုများများကြည့်အောင်ဆိုပြီးတော့လုပ်တဲ့လူတွေရှိတယ်ငါလော်ဘီတင်းဌာနတွေဘာလဲငါတော့ရည်ရတဲ့လူတွေတော်တော်ပေါ်လာတယ်နော်ကွာအေးဟုတ်တယ်ကွာလီရတဲ့လူဆိုလူရှင်တော်နေတာဖေးရတာအာနာသိမ့်ပြီးမှလေးပေါ်လာတာအဘတပည့်အကြကြလေးဘာလဲအခိန်ဒီကလူရှင်တော်ပြက်လုံးဘောက်လုံးတွေကောင်းတယ်ဟာဟုတ်ဘူးလေဟိအောင်2025တို့ဟာကွာမင်းကလည်းကွာမင်းအဲ့လိုပြောကြတဲ့န်းဆိုမင်းကလည်းတက်ချုပ်ကပါမင်းလူရှင်တော်ခေါင်းဆောင်ဖြစ်နေပြီဂုံစည်းဖြစ်နေပြီကွာမင်းကပြောရမလို့ရောက်တကယ်မင်းစဉ်းစားကြည့်ရမင်းတက်ချုပ်ကလည်းလူရှင်တော်ငါသမီးအကြကြကလည်းလူရှင်တော်ဒီကြားထဲမှာလေးစားပါတယ်ဆိုတဲ့ကောင်လည်းလူရှင်တော်သူ့ကိုခေါင်းဆောင်တာသူ့ကိုပြလုံးတွေပါတိုက်ခိုင်းပြီးတော့အတီပေါင်းနဲ့ဝင်ဖောက်ပါဟိုမျက်နှာပြားဟိုကြောင်မျိုးမင်းတို့ဘယ်လိုတို့အဲ့လိုမျိုးကတော့ထားပြီးတော့ဖွဲ့လိုက်ပါရဲ့ဟိုဘက်မှာ9မင်းဆိုရယ်နော်9မင်းဆိုရယ်ဟိုဗာလဲဟိုဇော်ဘိုးအင်းလားဇော်ဘိုးအင်းရယ်နောက်တဲ့ဗာလဲအဲ့ဘက်ကတစ်ဖွဲ့လူရှင်တော်တစ်ဖွဲ့သူတို့နှစ်ယောက်ရွှေဗလားပြိုင်တယ်လို့ပြိုင်ခိုင်းတယ်ဟုတ်အခုတော့ရှိတယ်ကွာငါပြောပြောကြအောင်နော်မလုပ်ပါနဲ့ဟိုစွတ်တော့မလုပ်ပါနဲ့လို့ပြောနော်ဟာတီချပေးလိုက်တာအေးချမ်းနာမီရလေအမျိုးချိုင်းနေတဲ့အေးချမ်းနာမီရအဲ့လားအဲ့နောက်မှပြောကြပါငါမကြောက်ဘူးဟိုတားငယ်လေးအေးချမ်းနာမီလည်းမကြောက်ဘူးအေးချမ်းနာလည်းမကြောက်ဘူးဘာဖြစ်လို့ငါလေချိုင်းမှာမဟုတ်ဘူးဟုတ်တယ်ဒီကတားငယ်လေးဘာတွေပြစ်နေရတော့လို့နေစားဒီကတားငယ်လေးသတင်းတင်ပြချင်တာတော့အမတားငယ်လေးလက်လာပြီညိုင်းအကြောင်းတို့အသေးလေးမစီရတိတ်လေပြန်တော့အေးဒီသမားတို့လို့အကြံထပါနဲ့ညံထပါနဲ့ကန်ထပါနဲ့ညိုင်းငါတို့ရုံမနဲ့ငါတို့ကားပြနေပြီကွာရောက်လှုပ်ဆမ်းမအောင်အဘနဲ့တားငယ်လေးဒီလိုလုပ်ပါလားဘာလဲဟိုလေရင်းချင်းမှုဝင်ကြီးဌာနကိုဘာလို့ဆရာတပည့်နဲ့တွားလိုက်ပါလားဒါမှမဟုတ်လေဟိုဟာလေနားပါစာကိုတွားရင်တွားပါလားဟုတ်တယ်အဘမင်းသားလုပ်လိုက်တားငယ်လေးလူရှင်တော်လုပ်လိုက်မယ်ညိုင်းကန်ကပါအောင်တောင်းတော့မင်းဘာလုပ်ပါဒီမှာလာကြဘဘူးရုပ်ကြီးတားငယ်မင်းဘာလုပ်လဲလူရှင်တော်သူကမင်းသားမင်းသားအဲ့တော့ငါမင်းသမီးလုပ်အိုးဒီမျက်စိဆောင်းနေတဲ့ကောင်ဒီစတော်ကြီးတင်ပြီးတော့မင်းသမီးလုပ်ကိုတန်ပြောရတာလေဒါတော့ဟုတ်တယ်မလားထားနေတော့မင်းသမီးလုပ်ရတာခက်တယ်နော်ငါတခါပဲထားနေတော့အခုလောလောဆယ်မင်းကဟိုစားပါလေအခုညိုင်းအကြောင်းပြောညိုင်းနဲ့ပခုတ်ကူအကြောင်းပြောတချင်းဆိုတာမဟုတ်ညိုင်းနဲ့ပခုတ်ကူငါတချင်းဆိုတာညိုင်းနဲ့ပခုတ်ကူမှာဖြစ်တဲ့ကိစ္စလေးအဲ့ဒါလေးပြောမယ်ဒီစင်မာလာ2ရက်နေ့ပေါ့နော်အမအေးချနာပေးလိုက်တာမဟုတ်ဘူးအဲ့မှာဒီဘူးကြီးလေခဏဟောဒီမြိုင်နဲ့ပခုတ်ကူအဆက်မှာအကြောင်းလေးပြောမယ်ဒီဇင်ဘာလ2ရက်နေ့တွင်မြိုင်မြို့နယ်နဲ့ပခုတ်ကူမြို့နယ်အဆက်ကိုစစ်ကြောင်းထိုးလာတော့တပ်မ69မှအချမ်းဘက်စစ်သားများနေတဲ့စတန်းနဲ့လောက်လုံးစတန်းတဲ့စစ်သားများနဲ့အေးချမ်းနာမျိုးငါခေါ်ပြီးရက်ခိုင်းနေမှာငါငါလည်းရောင်မမတွေပြစ်ကုန်ပြီကွာမကြောက်ဘူးဘာမကြောက်တာလဲအဲ့မှာအဲ့တော့လုံးပေးလားငါပေးတာလေးပြန်ပေးစတန်းတဲ့စစ်သားများနဲ့နော်ကျူစောတိများပူးပေါင်းထားသောအင်အား100ခန့်ပါစစ်ကြောင်းကိုတဲ့တော်လန်ရေးတပ်ဖွဲ့များလမ်းပိုင်းတနေရာတွင်ဂျားပြတ်တိုက်ခိုက်ခဲ့ကြောင်းသိရတယ်ဗျဟုတ်ကဲ့သွားမြန်ပြီတိုက်ခိုက်ခံပြန်ပြီငါတို့ဘက်ကဆုံးရှုံးပြန်ပြီနဲ့တူတယ်သေပြန်ပြီနဲ့တူတယ်သိပါထိုတိုက်ခိုက်မှုတွင်မှာဟုတ်ပြီပါလေဟုတ်ပါတယ်လေပါထိုတိုက်ခိုက်မှုတွင်မှာတဲ့ကျွန်တော်တို့စတန်ဒတ်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားပြီးထိခိုက်ဒဏ်ရာရထားသောစစ်သားတအုပ်ကိုအရှင်ဖမ်းမိကားတဲ့လက်နက်ကြီးတချို့နဲ့ခဲယမ်းတချို့ကိုလည်းတဲ့သိမ်းဆည်းရရှိခဲ့ကြောင်းဝမ်းသာအားရစွာဖြင့်သိရှိရပါတယ်ဗျဟုတ်သွားပြီပြေးသွားတာနောက်ကဒဏ်ရာရသွားတာဟုတ်တော့ဒဏ်ရာပေးလိုက်ရတာငါတို့ကိစ္စမရှိဘူးအရှင်ဖမ်းပြီးတာဟိုမှာနည်းနည်းလေးဖုန်ခါလိုက်တာအကုန်လုံးထွက်ချလာမှာဟိုကတဦးအရှင်ဖမ်းပြီးတယ်ဟုတ်တယ်အဲ့တော့ तू ကလာတယ် तू ပြောမှဆိုဟိုစစ်အင်အား100ရှိတယ်100ရှိတော့ तू ကသူ့ရဲ့တက်မ99ဆိုတော့တက်မ99ကိုဂုံပြူးတဲ့အနေနဲ့69ယောက်သိလိုက်တယ်100ယောက်သိလိုက်တယ်တိယောက်ပဲရှင်းမှာနော်အဲ့ဒီတော့မှထွက်ပြေးတာနော်ထွက်မပြေးဘူးဆိုရင်ဒီအလောင်းတွေကြားထဲမှာတီချောင်းဆောင်နေမှာအော်ဘင်းရတယ်ကွာပြောလိုက်တော့ကွာအရေးတော့မသိသေးလို့လေဘာလို့ရဘောမှာပဲဟိုအဲ့ဘာလို့လဲမင်းသားဖုံးချင်းထိုင်းနိုင်ငံမှာသွားကမယ်သူလှုပ်သေးတာထိုင်းနိုင်ငံတောင်ပိုင်းတောင်ကမယ်ဘာညာလှုပ်နေတော့ဘယ်သူမှကြည့်မဲ့လူမရှိလို့ဆိုပြီးတော့သူမကပြတ်တော့ဘူးကောင်းဟာမဘူးလေကြောက်ဟုတ်တယ်အပီကငါတို့လှုပ်ထားတာလေကွာအပီကိုမလှုပ်ထားနဲ့အပအပီပေါက်ကိုရောက်နေတယ်ကျွန်တော်တို့လူငယ်တွေလူငယ်တွေကလေအပကျွန်တော်နန်းဘိန်းလုံးနေမဟုတ်ဘူးအပရဲ့နော်ပြောရမယ်ဆိုကျွန်တော်၄တန်းအောင်နေတယောက်မှမပါဘူးအားလုံးကပညာတတ်တယ်ဘွဲရပညာတတ်တယ်ကြီးပဲတိလားဘယ်ဟာကိုဘယ်လိုလုပ်ရမလဲဆိုတာသိတယ်အခုဘာလို့လှုပ်တဲ့ဒီရှိုးပွဲတွေပြီးဟိုရှိပါသေးတယ်ခွေးတန်လို့ဘာလို့ရှိသေးရုပ်ရှင်ကားကြီးဘယ်ကခွေးတန်မပြောတန်မှာအဲ့ပြောတန်ဟို
စရိတ်ရှိုးတွေလောက်ကြမယ်ပြီးသမင်းသားတွေကားကြမယ်အဲ့ဒါတွေကိုအားလုံးကိုလေအဲ့ပြည်ပရောက်နေတဲ့လူတွေအကုန်လုံးဘိုက်ကော့လောက်တာဟာတရားမှကြည့်မဲ့လူမရှိဘူးဟာသွားပြီဒီပုံစံတိုင်းဆိုသွားပြီကွာငါတို့ပတ်စံကုန်ကြမ်းခံပြီးတော့ဒီနိုင်ငံတကာမှာဥပအဓိကပေါ့ကွာငါတို့ဒီဟိုထိုင်းမှာငါတို့လှုပ်တဲ့ဥစ္စာတွေပေါ့မအောင်မြင်ဘူးပေါ့တခုမှမအောင်မြင်ဘူးဟာအဲ့ဒါဆိုရင်ဒီဟိုတော်လိုင်းဒီဘက်ကဟိုဘာတို့အမှုပညာသမားတွေကရုပ်ရှင်တွေဘာတွေပြတာသူတို့ကြတော့အောင်မြင်တယ်ဝက်ကွဲဟာယုံပြည့်ယုံရှံပဲယုံပြည့်ယုံရှံအောင်မြင်တယ်တစ်ချိန်တည်းမရတော့2ချိန်3ချိန်တွေပါပြရတဲ့အဆင့်တွေပါရှိတယ်ဟာသွားပြီအဲ့ဒါဆိုငါတို့ဘက်ကပြတာတဲ့ရုပ်ရှင်ကခုနမင်းပြောတဲ့ဒီခွေးတန်ဟုတ်ပါဘူးပြောတန်အဲ့ဒီပြောတန်တွေဘာတွေကမအောင်မြင်ဘူးပေါ့ကြည့်မဲ့လူမရှိဘူးနော်ဟိုပြလိုက်ရတဲ့အစီအစဉ်တွေအများကြီးရှိဟာသွားပြီအဲ့တော့အဘဒါဟိုဒါသိတာလေးကျွန်တော်ပြောပြတာပေါ့နော်ဒီမနက်ပိုင်းမှာကျွန်တော်အဘကိုကျွန်တော်တင်ပြစရာစီရေးသတင်းလေးရှိသေးတယ်စီရေးဟုတ်ပြီအဲ့ဒါလေးကိုကျွန်တော်ပထမဆုံးအဘကိုကျွန်တော်တင်ပြငါတို့ကလူရောက်မနေရောက်လေအယောက်100စစ်ကြောင်းမှာ100လက်လက်တွေရောဒီခင်မီလက်လက်တွေငါတို့ရှိမှရှိတယ်အဲ့ဒါကိုအယောက်100ကနေပြီးတော့တက်ပြန်စုပ်လာရတယ်ဆိုတော့ဘလောက်ဒီစုပ်ရှာတဲ့စစ်တပ်လဲကွာစစ်တပ်လည်းမရှိတော့ဘူးတိုက်ခိုက်လည်းမရှိတော့ဘူးစိတ်တွေကညံ့ပြင်းနေပြီသူတို့မှခိုးမယ်လူမယ်ဓမြတိုက်မယ်မရင်းကြည့်မယ်ကြာပဲရှိတော့တာ right ဒီလိုကျွန်တော်မနဲ့ပြောတယ်မင်းတို့လည်းပါ right လေအများကြီးမပြောနဲ့အောက်တန်းကြတာအောက်တန်းကြတာနော်ငယ်သားတွေမဟုတ်ဘူးနော်တက်ချုပ်ကစားအောက်တန်းကြနေဟုတ်တယ်ဟုတ်တာအခုလေဟိုဒီအောက်တန်းကြတဲ့ဟာလေးကိုပြောပြမယ်စိတ်တက်တွေအောက်တန်းကြတာလေးအောက်တန်းကြလဲပြန်ကောက်တင်လေးကွာမင်းကလည်းအထက်တန်းကြအောင်ပြန်တင်လို့မရတော့ဘူးဗျဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီပြောရမယ်ဆိုရင်အဘတို့အခုရွေးကောက်ပွဲနော်ရွေးကောက်ပွဲမှာအဓိကအင်အားကြီးပါတီကအဘတို့ရဲ့ပါတီဟုတ်လားဟောပြည်ခိုင်ခိုးပြည်ခိုင်ဖြိုးပါတီမင်းပြောတဲ့ဥစ္စာတွေ့လားဒီကောင်ကပြောတာဟုတ်တယ်အဲ့ပါတီကခွေးကောက်ပွဲကျင်းပါတယ်ခွေးကောက်ပွဲကျင်းပါလေရွေးကောက်ပွဲမင်းကလေနော်အယိုးကောက်ပွဲပြောလေခွေးကောက်ပွဲပြောလေပြည်ထိုင်ခိုးပြောလိုက်အမေဘာတွေလဲမင်းပြောနေတာကျွန်တော်ပြောချင်တာကတကယ်လေးတော့ပြောချင်တာပြောတာဘာမှတ်မထားနဲ့လေဗျာဒီမျိုးနဲ့ကျွန်တော်ငါမှတ်ထားတယ်လေတက်ချုပ်တဲ့မျိုးငါတိုင်အောင်တိုင်ပါမင်းဟုတ်အခုကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကအဲ့ဒီကျွန်တော်တို့ဒီပြည်ခိုင်ဖြိုးပါတီရဲ့ဥက္ကဋ္ဌကြီးနော်ဟိုဘိုင်ထဲမှာကြီးစံ2000ရှိရဆိုတဲ့ပုံကိုကြီးနော်အဲ့ဒီပုံကိုကြီးအခုဘာလုပ်လဲဆိုဒီဝင်ရောက်ရှင်ပြိုင်မဲ့ကျွန်တော်ပါတီတွေကိုပေါ်တင်စိန်ခေါ်လိုက်ပြီဘလို့စိန်ခေါ်တာအဲ့ဒါလေးကိုထွက်လာခဲ့မင်းတို့ချိုးဝိုင်းပေါ်တက်လာခဲ့အောင်လာအဆန်းလို့ပဲမင်းကလည်းထိုးမယ်ဒါပေမဲ့မင်းတို့ထိုးရင်ငါ့ကိုဘိုင်းမထိုးနဲ့ဘိုင်းထဲမှာကြီးစံ2000ရှိတယ်အဲ့လိုမျိုးလားဘလို့ဝင်ရောက်ရှင်နိုင်မဲ့ပါတီတွေကိုဘလို့ပြောရမယ်ဆိုရင်ဗျာအထက်စီးကနေဘလို့ပြောလဲအထက်စီးကနေပြီးတော့ဘလို့နှိပ်ကွက်တယ်ဆိုတာအဲ့ဟာလေးကျွန်တော်ပြောပြမယ်အဲ့ဒါဆိုလို့ရှင်းနေကွာဝင်ရောက်ဝင်ပြိုင်မဲ့ပါတီတွေမပြိုင်မဲ့နေတယ်သူတို့ပါတီတစ်ခုတည်းထားထားခဲ့တယ်မင်းငါဆိုအဲ့လိုလုပ်တယ်ဟုတ်ပါပြီအဲ့ဒါကြောင့်မို့လဲသူဝင်ရောက်ရှင်ပြိုင်မဲ့ဒီပုံကိုယ်တွေကို तू ကတနည်းမို့နှိပ်ကွက်လိုက်တဲ့သဘောအဲ့ဒါတော့ဗာလဲဆိုရွေးကောက်ပွဲတယ်တဲ့စန္ဒာမဲပေးရတွင်တဲ့အဲ့စန္ဒာမင်းကိုငါတို့တွေကပြီးတော့ဒီအဖွဲ့အစည်းကိုငါတို့ဖယ်လိုက်ပြီလေကွာ तू ကတတိပုတ်ကလည်းပဲ तू ကလုံးမယ်လို့ပြောတယ်လေကွာစန္ဒာမဲမဟုတ်ဘူးစန္ဒာမဲနော်sorry အဘလေကြားချင်တယ်ကိုတွေကနဝေတိန်တော်မှာလို့ပြောမင်းပြောတာငါနဝေတိန်တော်အဲ့ဒါတော့လူကြီးဖြစ်နေငါမယုံအခုမှယုံတာတကယ်ဒူတယ်ဘလို့ပြောမဟုတ်လေဒီမှာဟုတ်ဒီမှာပြောထားတဲ့ဒီဥက္ခရာကြီးပြောတာဥက္ခရာကြီးတော်တော်ဒူတယ်လို့ဒါပြောပြတာနော်ဒူပဲအားလုံးကဒီပုံတွေကဒူပဲလို့ဟုတ်ချုပ်တာပုံစိုးတာပေါ့လိုချင်တာပဲရှိတယ်ဟုတ်ဒီစန္ဒာမဲပေးရတယ်တဲ့နော်စန္ဒာမင်းမဟုတ်နော်စန္ဒာမဲပေးရတယ်လေကျွန်တော်စက်ကမှစစ်တက်နဲ့အစင်ပြေသောပါတီကိုသာလျင်တဲ့မဲပေးရမည်ဖြစ်ပြီတဲ့နော်စစ်တပ်နဲ့အစင်မပြေသောဆိုကြပါစို့ကျွန်တော်တို့ဒီပြည်ခိုင်ကိုပါတီရရှုံးသွားပြီဗျာဒီနေ့ပြည်ခိုင်ဖြိုးပါတီရရှုံးသွားလို့ဒီနေ့ပါတီတစ်ခုကနေအစိုးရတက်ပြီးဖွဲ့မယ်ဆိုရင်အဲ့ဒီအစိုးရတက်လာပြီးနောက်တစ်နေ့မှာပဲစစ်တပ်နဲ့မတည့်ဘူးဆိုရင်ပြုတ်ကျသွားမယ်ဆိုတဲ့အကြောင်းကို तू ကထုတ်ဖို့ပြောတယ်သူကရှင်းလေးပေါ့ तू ကအဲ့ဘက်တော့ပြောဆက်ပြောပြီးတော့ဘာဖြစ်လဲဆိုတော့ तू ကစစ်တပ်နဲ့အစင်ပြေသောပါတီကိုသာစံထားပြီးတော့ပြည်သူများအနေနဲ့ကျွန်တော်မဲပေးရွေးချယ်ရမယ်ဆိုပြီးတော့ပြောတာရှိတယ်ပြီးရင်နောက်ထပ်ပြောတာရှိသေးတယ်အစိုးရအသစ်ကတဲ့တက်မတော်နဲ့ကျွန်တော်ကြောချင်းကတ်နော်တက်လာတဲ့အစိုးရကတက်မတော်နဲ့ကြောချင်းကတ်ရင်ချင်းအပ်ပြီးတော့မဆောင်ရွက်နိုင်ဘူးဆိုရင်တဲ့အဲ့ဒီတက်လာတဲ့အစိုးရကတေးကြတယ်တဲ့ဒီနေ့တက်ရင်မနှက်ပြန်ကြရင်ပြုတ်တော့မှာတဲ့ဆိုတော့အာဏာပြန်သိမ်းမယ်ဆိုတဲ့သဘောလားမသိဘူးနော်အားရတာနော်အဲ့ဒါကြီးဘာလို့ပြောနေသွားပြောလိုက်တာလေဟာတက်ချုပ်ကငါပြောတော့မယ်ကွာဒီကံဥပဒေဥက္ကဋ္ဌလည်းကွာဒီမဲလုံးရဲ့အဖေမဲလုံးကြီးသူကတော့ရှိတဲ့ကောင်ကြီးလူများကျတော့မဲလုံးကြီး तू ကတော်တော်ဖွေးတယ်ပြောကြတယ်ကိုဖြူဘွေးမဟုတ်လေဟိုကိုဖြူဘွေးကပြောတယ်လို့အဲ့ဒါပြောပြတာပါကျွန်တော်ရက်ွက်တဲ့ဖြူဘွေးပြောင်းငါသူတို့ရဲ့ဆိုင်ဖြူတယ်ဟုတ်လားမဟုတ်လားဟုတ်ပါတယ်အဘဘာတပိန်းလူရောင်လေးတပိန်းလူရောင်လေးဟုတ်တပိန်းကလည်းအနဲ့လေးပဲကွာမင်းကလေအဲ့ဒါဆိုရင်မင်း तू ကကွာမင်းငါဟိုဆက်ပြောတာရှိသေးတယ်ပြောထားတာရှိသေးတယ်ဘာပြောလဲဆိုတိုင်းပြည်ပြန်လဲထူထောင်ရေးမှာတဲ့ပြောဆိုအတွေ့အကြုံရှိသောအဖွဲ့အစည်းမျိုး
သူတို့တွေ့ကြုံရှိသောအဖွဲ့အစ သူ ည်း တို့အတွေ့အကြုံကထိုင်ခိုးတဲ့ဥစ္စာလေ အဲ့လိုတွေ့ကြုံရှိတဲ့အဖွဲ့အစည်းမျိုးလူပုဂ္ဂိုလ်မျိုးကအရေးကြီးပါတယ်တဲ့ထူထောင်နိုင်တဲ့စွမ်းရည်ရှိတဲ့လူမျိုးနော်လောက်ဘူးကင်ဘူးတဲ့လူမျိုးအဲ့လိုလူမျိုးကိုဒါတဲ့ကျွန်တော်တို့ဒီမဲဆွဲပြီးတော့မဲထဲ့ဖို့ပေါ့သူကအရှက်မရှိနဲ့ကျွန်တော်ပြောသွားတယ်လို့ကျွန်တော်သိရပါတယ်ဗျရင်းတို့တိုက်ခိုက်မှုတွင်ထိတွေ့တိုက်ပွဲတနာရီခန့်ဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှ9ဦးသေဆုံးကြောင်းလက်နက်နဲ့ခဲယမ်းများကိုလည်းတင်းစီရရှိခဲ့ပြီးနောက်ရင်းခိတ်စကန်ကိုတဲ့မီးရှို့ရှင်းလင်းခဲ့ကြောင်းသိရှိရပါတယ်ဗျ ဟာကွာဒီကောင်တွေကလည်းကွာဘလို့လူတွေလဲကွာမေဒီစခန်းကိုတိုက်တယ်ဝန်တန်းရင်ပြီးရောပေါ့ကွာဒီစခန်းကြီးကိုမီးရှို့လိုက်တော့နောက်တဲ့စခန်းကိုငါတို့ပြန်ပြီးတော့ပြန်သိမ်းနေဘာညာဆိုငါပြန်ဆောက်ပေးနေရအောင်မယ်လေ ဝစ်လေတာလေဘာလို့လူများအိမ်တွေမီးတွေရှို့တာလေဆိုပါတဲ့စစ်တပ်ခိတ်စကန်ကိုရှင်းလင်းနိုင်ခဲ့သောစစ်စင်ရေးတွင်တဲ့စစ်တပ်ထံမှကာပိုင်တနက်တလက် MA1 တလက် ဟာ 9.56G 150တောင်းနေတဲ့ ဟာမနေဘူးနော်ရဟာ မိုဘိုင်းဖုန်းနှလုံးကိုတင်းစီရရှိခဲ့ကြောင်းသိရှိရပါ သွားပြီအဲ့အဓိကအဲ့ဒါမိုဘိုင်းဖုန်းပဲ ဟုတ်တယ် မိုဘိုင်းဖုန်းထဲမှာဒီကောင်တွေကနေရောဟာငါတို့ဒီဟိုမှာရွာတွေကိုမီးရှို့တာတွေမှတ်တမ်းတင်တာတဲ့ဥစ္စာတွေပြီးတော့မှဟိုရွာသူရွာသားတွေအကုန်လုံးနှိမ့်ဆက်နေတာတွေတန့်နေဖြတ်နေရတယ်အဲ့ဖုန်းထဲမှာဒီကောင်တွေရိုက်မိသွားရင်သွားပြီ ဘာဟိုမှာဖုန်း အေးလို့ ရေဘုံးပါအဖရေဘုံးရေ မလုံးနဲ့နော် ရေဘုံးပါအဖရေဘုံးပါရေထမ်းမလို့နေမှာပေါ့ အော်ဒီအခုခေတ်မှာရေထမ်းတဲ့လူကရှိသေးလား အဖလူတက်တီနည်းနည်းတော့တက်တီမဟုတ်ဘူး ဟုတ်တယ်အသက်ကြီးလာတော့နည်းနည်းပါးပါဟို ကြောက်စိတ်လေးတွေနဲ့ဝင်တာဗောငါငယ်တော့အဲ့လိုမဟုတ်ဘူးနော်ဟဲ့မဒဏ်ရာတွေ့တယ်မဒဏ်ရာတွေ့တယ်မ ဩဟုတ်လားလူများဝိုင်းရိုက်တာ ကင်းဆောင်နေတော့မဆက်လိုက်မီနဲ့ထိုးခိုင်းတာအော်လောက်လာပြီဟာကွာမင်းကလည်းကွာအေးဆက်ပြောစမ်းမအောင်ဆက်ပြော ဒီ စမ်းမ က အောင် အကြောင်းထိုးတဲ့6ဦးပေါ့နော် ဒါပဲ6ဦးမှာငါတို့အဓိကငါတို့တွေကမြောင်းမတူးရဖို့ပဲလိုတယ်နော် တူရမှာပါကိုကကိုလေကိုဟာတွေမြုပ်ဖို့အတွက် ကိုတေရင်ကိုတူးရမှာပေါ့ဟာမင်းညားသွားပြီနော်မင်း 6ဦးမျိုးနယ်တွေနဲ့စစ်တပ်အမြန်ရေရင်2စီးကိုတဲ့စောင့်ကြိုတိုက်ခိုက်မှုစစ်သားများထိခိုက်မှုရှိတဲ့နော်အဲ့ကိစ္စ ဟာရောက်အဲ့ဒီပုံစံတိုင်းဆိုငါတို့တွေကကုန်းလန်းကနေပြီးတော့ငါတို့စစ်စင်ရေးတွေစင်းလဲသေးတာပဲ သေးတာပဲ အတိုက်ခံရတာ ဟုတ်တ ပဲ ယ် ဒီဝင်ရနေပြီးတော့ငါတို့သွားတယ်အောက်ကနေပြီးတော့ငါတို့ပြစ်လို့ သေးတာပဲ လေနေပြက်ကြတယ်စက်တက်ရင်တွေပြက်ကြတယ်လူတွေသေးတယ်အခုရေလန်းခီးရသွားတော့လေ သေးတာပဲ ဟာအသေးတစ်ပိုင်းပေါ့ ဟုတ်တယ်အခုဘာလဲသေးတာပဲ ဘာသေးရတယ် လူသားသေးမျိုးကြီးပဲလေနော် ဒီကကျတော့အခုလောလောဆယ်ဘာစိတ်သက်တွေကသေးနေပြီအဲ့လူတွေပြော ဒီဇင်ဘာလ1ရက်နေ့တဲ့ညနေ4:30မိနစ်ခန့်တွင်ချောင်းမြို့နယ်တဲ့အမြင့်ရွာကိုစစ်ကြောင်းထိုးရန်လာတော့အကျန်းဘက်စစ်တပ်၏အမြန်ရေရင်2စီးကိုတဲ့တော်လိုင်းတပ်ဖွဲ့များကချင်းတွင်းမြစ်ကြောင်းတနေရာတွေလက်နက်ငယ်များဖြင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရတယ်ဗျ ဟာနိုငါတို့တွေကအမြင့်ရွာမှာလည်းနေသေးတယ်အနေရလူကငါတို့တိုက်တာလည်းခံနေဆိုမဟုတ်တော့ဘူးလေကွာ မဟုတ်တယ်လေဗျ ဘာဟုတ်တာလေ ဘာလို့အဲ့ဒီရွာတွေကိုဘယ်ကနေကုန်းလန်းကနေထိုးလို့မရတဲ့ခါကျတော့ဘယ်ကနေထိုးလဲဆိုတော့ရေရင်ပေါ့နော်ဒီသင်းမောနဲ့လာတာအဲ့ဒါကိုတော်လိုင်းအဖွဲ့တွေကသိတယ်ဒါစစ်ကြောင်းလာထိုးတာပဲဆိုပြီးတော့အဲ့ပေါ့နော်ကျွန်တော်တို့ဒီချင်းတွင်းမြစ်ကြောင်းတနေရာမှာပေါ့နော်ဒါစောင့်ကြိုပြီးတော့တော်လိုင်းတပ်ဖွဲ့တွေကလက်နက်ငယ်တွေနဲ့စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်တယ် 320ကဗိုလ်ကြီးအောင်ကိုကို နော်ဟုတ်ပြီ ဗိုလ်ကြီးအောင်ကိုကိုမှာတဲ့ KIA နဲ့ကျွန်တော် PDF တပ်များကပြစ်ခတ်လိုက်တော့စနိုက်ပါကြည်တိမှန်တေဆုံးသွားကြောင်းတဲ့ လက်တံပြောင်းနေဟုတ်တယ်အဲ့ကောင်ကမ30နဲ့ဘယ်လောက်လဲ 320 320လက်တံပြောင်းနေဟာမဟုတ်ဘူးလေတရားတော်ဘက်ကနေတာမလား ဟုတ်တယ်လေ စနိုက်ပါ စနိုက်ပါနဲ့ထိသွားတာနော် twin ဟောအဲ့ဗိုလ်ကြီး ငါလက်တံပြောင်းနေဆိုငါတင်စားနေတာကွာဒီကောင်တော့အားပေးနေလေရတာ အသက်ငယ်ငယ်လေးပဲရှိသေးတယ်အဲ့ဗိုလ်ကြီးအောင်ကိုကိုမှာတဲ့အသက်28နှစ်အရွယ်ရှိပြီတဲ့စစ်တက္ကသိုလ်အပတ်စဉ်60ကျောင်းစင်းဖြစ်ကြောင်းတဲ့စနပါးထိမှန်တော့တဲ့ဗိုလ်ကြီးအောင်ကိုကိုမှာတဲ့ညာဘက်မျက်လုံးကျွတ်ထွက်သွားရမှာတေဆုံးသွားခြင်းဖြစ်ကြောင်းသိရတယ် ဟောဘာလို့စနိုက်ပါမျက်လုံးမှာကျွတ်ထွက်သွား အဲ့ဘိုးကြီးမှာသူ့မိန်းမရှိမှာဗော ရှိတာပေါ့ မင်းရွယ်လေးနဲ့ကွာသူ့မိန်းမမိုးစုမဖြစ်တနာပါတယ်ကွာ မဲပေါက်လားမဲပေါက်မဲပေါက်မဲပေါက် မဲပေါက်မဲဟေးမဲပေါက်မဲ ရဲဘော်တွေကိုမဲမဖောက်တော့ဘူး ဟုတ် ဒီကလူကြီးပိုင်းတွေကိုငါမဲဖောက်ဝေးမှရတော့မယ် ဟုတ်လား တနာပါလေတနာပါလေ ဟုတ်ကဲ့ ဒီဘိုးကြီးအောင်ကူဟုတ်လား ဘိုးကြီးအောင်ကိုမတနာပဲဘိုးကြီးမိန်းမကိုသွားတနာတယ်နော်ဗျာ အော်သူ့မှာတနာပါငငယ်ရွယ်နဲ့မိုးစုမဖြစ်တာလေကွာအခုဒါဘာပဲပြောမာကြီးခေါ်ရဲ့ဒီမိုးစုမတက်မတော်ကအောင်မြင်နေပြီ ဒါပါဒါပါ လူကြီးများနေပြီထုတ်သုံးဖို့ပဲလို့တော့ မှန်တယ်ပေါ့နော်ဆက်လက်ပြီးတော့ပေါ့သတင်းလေးတင်ပြပေးဦးမယ် ဒီကကျတော့မုံဆိုးမပေါ့နော်မဲဖောက်တဲ့မဟုတ်ဘူးလေ ဘယ်ဟာလေ ဟုတ်ကြောက်ဘရောင်းကြောင်းနော်ကြောက်ဘရောင်းကြောက်ဘရောင်းတွေနဲ့နေမြောက်မီးရှို့ဖြတ်စည်းတော့ကျွန်တော်တို့အချမ်းဘက်စစ်တပ်စစ်ကြောင်းတော်လိုင်းတပ်များတိုက်ခိုက်မှုစစ်တပ်ဘက်မှ6ဦးသေဆုံးတယ်ဆိုတဲ့အကြောင်းလေး ဒါပဲတိတ်ကောင်းတယ်ဟာမဟုတ်ဘူးလေကွာငါတို့ဘက်ကကိုပြန်တိုင်းငါတို့ဘက်ကသေးတာ ဟုတ်တယ်6ဦးသေသွားတယ် ဟုတ်တယ် မ
မလို့ဘက်ကမီးရှို့လားရှို့ကျင်လို့ရှို့တော့မဟုတ်လားမင်းတို့သိရသားနဲ့ ဆောင်းနေဆိုတော့အေးတယ်လေဟုတ်တယ်အဲ့ဒါ မင်းပြောလိုက်လေဟုတ်ပါလေနော်ငါပြောမယ့်စကားတွေပဲမင်းရှောက်ရှောက်မပြောနဲ့ နိုဝင်ဘာလ17ရက်နေ့တဲ့ကြောက်ရောမြို့နယ်တရတော်ကြေးရွာအတွင်းစစ်ကြောင်းထိုးပြီးနေအိမ်များကိုမီးရှို့ဖျက်ဆီးနေသောချင်းကြတဲ့အကြမ်းဖက်တဲ့နော်စစ်တပ်ကြီးဟာတဲ့စစ်ကြောင်းမရင်းတက်မပါဘူးဒီထဲမှာနော် ထက်လိုက် မရင်းတက်လည်းပါ ဆွဲပြောနေတာမင်းကို ဟုတ်အကြမ်းဖက်စစ်တပ်ကပေါ့နော်စစ်ကြောင်းဟိုတဲ့ထမ်းပေါက်ကုန်းရွာနဲ့ ဒီထမ်းမိနေရဘာလို့ပေါက်တာ ရွာနာမည်ကထမ်းပေါက်ကုန်းထမ်းပေါက်ကုန်းတန်ပြောချင်းထမ်း ပေါက်ကို အေးဟုတ်ပြီနော်ဟုတ် တားမှန်နေတော့ပြောဘာရောက်လဲဘာရောက်လဲ ဟုတ်မို့ထမ်းပေါက်ကုန်းရွာနဲ့တဲ့တရတော်ရွာကြားတွင် TTA PDF ဒုံးအဖွဲ့ဟာတဲ့60မမဘုံ3လုံး 1kg ဘုံ12လုံးဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းရင်းနောက်တဲ့ထိတဲ့တိုက်ပွဲလည်းဖြစ်ပွားခဲ့ကြောင်းသိရတယ်ဗျ လဲတော့မှမဟုတ်တာ ဒီခွဲစစ်ကြောင်းကိုတဲ့ထိုးလာတဲ့ စစ်ကြောင်းဘာဒီကမတမဟရဘာလေ ဟုတ်ဒီမှာရေးထားတာ ကားမှာစစ်ကြောင်း ချင်းကြားစစ်ကြောင်းပေါ့နော်နိုဝင်ဘာ19ရက်နေ့လယ်ပိုင်းကြောက်ပြောင်းကနေစစ်ကြောင်းထိုးလာတာတဲ့အင်အား100ကျော်ပါတယ်နိုဝင်ဘာလ17ရက်နေ့တရတော်ရွာအရောက်မှာ drone နဲ့ဘုံသီးအလုံးကြီးများစွာချခဲ့ပြီးထမ်းပေါက်ကုန်းရွာနဲ့တရတော်ရွာကြားမှာလည်းစောင့်ကြိုတိုက်ခိုက်ခဲ့တာပါစစ်ခွေးဘက်က6ဦးထိခိုက်သေဆုံးတယ်လို့ကနဦးသိရှိရပါတယ်နောက်နေ့မှာတဲ့အဲ့ခွေးစစ်ကြောင်းကတဲ့ စာကာမ အဲ့စာကာမစစ်ကြောင်းကတဲ့ကျွန်တော်တို့ခံစစ်ပြင်ထားတဲ့ဘက်ကနေမဝင်တော့ဘဲနေတဲ့ခံစစ်ပြင်ထားတဲ့ဘက်ကမဝင်တော့ကြောက်သွားတယ်ဘာဖြစ်လို့ဆိုဒုံးနေပါလိမ့်နဲ့တိုက်ခိုက်မှာဆိုလို့ကမ်းပြူရွာဘက်ကိုစစ်ကြောင်း ဖြူပါဖြူပါဖြူပါ ကျင်းချင်းပြူကလက်ကွက်ပြူကနဲ့သူကထွက်ပြေးပြီးတော့အဲ့ဘက်ကစစ်ကြောင်းမထိုးတော့ဘဲနဲ့ကမ်းပြူရွာဘက်ကိုစစ်ကြောင်းထိုးသွားတယ် စစ်ကြောင်းထိုးတယ် အခုလက်ရှိမှာတော့စစ်ကြောင်းကတဲ့ကြောက်ပြောင်းနယ်ထဲမှာပဲရွာစဉ်လှဲ့ပြီးတော့စစ်ကြောင်းထိုးနေပြီးပြည်သူပိုင်းပစ္စည်းများခိုးယူနေပါတယ်ဟုတ်သိရှိရပါတယ် ဒါကလုံနေကြပဲလေခိုးရမယ်လေမီးရှို့ရမယ်ခိုးရမယ်မရင်းကြည့်ရမယ်ဟာမင်းစစ်တယ်မင်းတို့စစ်တယ်လေ ဟုတ်တယ်လေဒါပေမဲ့သတင်းကသတင်းလို့မပြောရမှာလေဗျ